လူအတော်များများကစူပါမားကတ်တွေမှာရောင်းချနေတဲ့ကနန်းချောင်းတွေကိုကနန်းသားအစ်စ်နဲ့လှုပ်ထားတယ်လို့ထင်တတ်ကြပေမဲ့သူ့ထဲမှာပါဝင်တဲ့တကက်ပါဝင်ပစ္စည်းတွေကလူအတော်များကိုအံ့ဩသွားစေမှာအသေးချပါပဲစက်ရုံမှာတော့အလုပ်သမားတွေကဤခဲထားတဲ့9နှစ်တုံးကြီးတွေကိုယူအပြင်ဘက်ကထုတ်ပိုးမှုတွေကိုဖယ်ပြီးအလွာပါးပါးလေးတွေဖြစ်အောင်လှီးဖြတ်ပေးတဲ့စက်တွေကိုထည့်ကြပါတယ်အဲ့ဒီနောက်အဲ့ဒီငါးတွေကိုအကြီးစားစက်မှုလုပ်ငန်းသုံးမှွေစက်ကန်ကြီးတွေကိုပြောင်းထည့်ပြီးပါဝင်ပစ္စည်းတွေတမအောင်မှွေတဲ့လုပ်ငန်းစဉ်ကိုစတင်ပါတယ်အသားရဲ့တိဆောက်ပုံပိုကောင်းလာစေဖို့ဆိုဆုမှုကိုထိန်းထားနိုင်ဖို့နဲ့နောက်ဆုံးထွက်လာမယ့်ထုတ်ကုန်ကိုဝါလို့ကောင်းတဲ့အနေအထားရရှိစေဖို့အတွက်ပင်လယ်ရေနက်စာရေခဲတကြားကစီဓာတ်နဲ့ကနိုလာစီစတဲ့ပါဝင်ပစ္စည်းတွေကိုထည့်သွင်းပေးပါတယ်။နောက်တစ်ဆင့်မှာတော့ကနန်းသားအစ်စ်နဲ့တူတဲ့အမြင်လိုက်အနေအထားမျိုးရရှိစေဖို့အတွက်စူရီမီကိုထည့်သွင်းပါတယ်။အားလုံးကိုတေချာနှံ့ဆက်အောင်မှွေပြီးတဲ့နောက်မှာတော့အလုပ်သမားတွေကအဲ့ဒီအယောနောတွေကိုကန်ထဲကနေဖယ်ပြီးတီးတန့်ကြော်ပုံစံဆက်ထည့်ဖို့ထည့်ကြပါတယ်။အယောနောရဲ့ဒစိမ့်တစ်ပိုင်းကိုတော့ကနန်းချောင်းတွေရဲ့ထူးခြားတဲ့အပြင်ဘက်ကအနီရောင်အလွှာကိုရရှိဖို့အတွက်ငရုတ်သီးမှုန့်နဲ့ဒဇီးနီဆန်ကနေထုတ်ယူထားတဲ့တဘာဝစိုးစည်းတွေနဲ့တီးတန့်မှုပြီးပါတယ်။ဒီငါးအနှစ်အယောနောကိုအလွှာပါးပါးလေးတွေဖြစ်အောင်ဆက်နဲ့စတင်ဖိသိပ်ပြီးအပေါ်ရံမျက်နှာပြင်မှာအနီရောင်အလွှာကိုတုပ်လေးပြီးပါတယ်။ဒီအလွှာတွေဟာကနန်းသားအစ်စ်လိုမျိုးအမြင်ပုံစံဖြစ်ပေါ်စေမဲ့အထူးလိမ့်ဆက်စနစ်တွေကိုဖြတ်တန်းသွားပြီးနောက်ဆုံးမှာတော့ကနန်းချောင်းတွေကိုအကာအကွယ်ပလတ်စတစ်နဲ့ပတ်အတုံးအသေးလေးတွေဖြတ်ပြီးအလိုအလျောက်ဆက်တွေနဲ့ထုတ်ပိုးမှုအပြည့်အစုံပြုလုပ်လိုက်ပါတယ်။တင်ငေါကနန်းချောင်းစားရတာကြိုက်လားခင်ဗျာ။ဒီလိုဘ ഹു တုတနားထောင်ဖို့ဖော်လို့လုပ်ခဲ့အောင်နော်။